တေမင်းကဒီလူကိုငရဲပြည်ထဲပစ်ချလိုက်ပါတယ်ဒါပေမဲ့ပြစ်ဒဏ်မပေးဘဲကလေးလေးတစ်ယောက်ဖြစ်ပြန်မွေးဖွားစေလိုက်ပါတယ်ကန်ဆိုးတာကမိဘနှစ်ပါးစလုံးကကလေးကိုနှိပ်စက်တတ်တဲ့အကျင့်ရှိနေကြတာပါတနေ့မှာတော့ကလေးမှာဒဏ်ရာတွေရှိနေတယ်ဆိုတဲ့သတင်းကြောင့်ရဲနဲ့ကလေးတငယ်စောင့်ရှောက်ရေးအဖွဲ့အိမ်ကိုရောက်လာခဲ့တယ်ရဲကကလေးရဲ့အင်ဂျီကိုလှမ်းပြီးစစ်ဆေးတော့မဲ့အချိန်မှာပဲအဖေဖြစ်သူကသူ့ရဲ့ ID ကတ်ကိုထုတ်ပြလိုက်ပါတယ်သူကိုယ်တိုင်ကကလေးတငယ်စောင့်ရှောက်ရေးအဖွဲ့ကဝန်ထမ်းတစ်ယောက်ဖြစ်နေတာပါကျွန်တော်တို့လိုလူမျိုးကကိုယ်ကလေးကိုနှိပ်စက်ပါမလားပြတဲ့အိမ်ထဲမှာလည်းမိသားစုတပ်ပုံတွေကစားစရာတွေနဲ့အရန်ကြီးကောင်းနေတော့ရဲတွေယုံသွားကြတယ်ရဲတွေပြန်ဖို့ပြင်တော့မိုက်ကယ်တယောက်ကဲကြပါဦးလို့အော်ချင်ပေမဲ့ထွက်လာတဲ့အတန်းကကလေးငိုတမ်းပဲဖြစ်နေခဲ့တယ်အရာရှိကတော့မင်းကတော့ကံကောင်းတဲ့ကလေးပဲမင်းအမေကမင်းကိုတိတ်ချစ်တာလို့ပြောပြီးထွက်သွားကြပါတယ်မကဲလဲမျောလင်းချက်မဲ့သွားပြီးအငိုရက်လိုက်ရတယ်အိမ်တကားလဲပိတ်လိုက်ရောတခဏချင်းမှာပဲလေတုကအေးဆက်ပြီးအသက်ရှူရကျက်လာတဲ့အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကပြေးလာပြီးကလေးကိုကျမ်းပြင်ပေါ်ပစ်ချလိုက်ပါတော့တယ်ပြီးတော့ခေါင်းအုံးနဲ့မျက်နှာကိုအသက်ရှူမရအောင်ဖိချလိုက်ပါတော့တယ်မိုက်ကယ်ပြန်နိုးလာတဲ့အချိန်မှာတော့ငရဲပြည်ကိုပြန်ရောက်နေပါပြီတကယ်တော့သူကကိုတက်တည်ခဲ့လို့တေမင်းကအပြစ်ပေးတဲ့အနေနဲ့အခွင့်အရေး12ကြိမ်ပေးထားတာပါလူ12ယောက်ရဲ့ခန္ဓာကိုယ်ထဲဝင်စားရမယ်ဒါပေမဲ့အဲ့ဒီ12ယောက်စလုံးကတေးဖို့ကံပါလာတဲ့သူတွေကြီးပဲတကယ်လို့သူသားတခြားတစ်ယောက်ရဲ့တေချင်းတရားကိုတားဆီးနိုင်ခဲ့ရင်အဲ့ဒီလူအဖြစ်နဲ့ဆက်ပြီးအသက်ရှင်ခွင့်ရမယ်မအောင်မြင်တော့နောက်ဆုံးအဆင့်ငရဲမှာထာဝရအပြစ်ပေးခံရတော့မှာပါခုနကကလေးဘဝနဲ့သူ့အခွင့်အရေးတစ်ချိန်ဖြုံးတီးပြမိပါပြီတေမင်းကပြောဆူနဲ့တနက်ထုတ်ပြီးမိုက်ကယ်ကိုပြစ်ထည့်လိုက်ပါတယ်မိုက်ကယ်တတိပြန်ဝင်လာတဲ့အချိန်မှာတော့အမြင့်ကြီးကနေပြုတ်ကျနေပါပြီပိုဆိုးတာကသူလေထီဝက်မထားပါဘူး